What's up ညီကိုတို့ Zuhab ကနေပြန်လဲကြိုးဆိုပါရယ် Video game လောကကိုကြည့်လိုက်မယ်ဆိုရင်များသောအားဖြင့်ကဂျိုသားတွေကဘာကိုကျူးကျော်မယ်လူသားတွေကခုခံရမယ်အဲ့လိုမျိုးခေါ်ရိုးချိုးအထာတွေများတယ်ပြီးရင်လူသားတွေကပဲအဓိက hero ဒီလူသားတွေနေရာကပဲကိုကစော့ကစားရပြီးတော့လူသားမျိုးနွယ်ကြီးကိုကယ်တင်ရတာဘာညာပေါ့အချိန်ကြာလာတော့ခေါ်ရိုးတွေကြိုးပြီးပြင်းစရာကောင်းလာရောဗျာဒါပေမဲ့မိတ်ဆွေ2005ခုနှစ်မှာအဲ့ပုံစံခွက်တဲကနေရုံထွက်ခဲ့တဲ့ Destroy All Human game ကိုမှတ်မိကြသေးလားဒီ game မှာခင်ဗျားတို့ကျွန်တော်တို့ကဂျိုသားတစ်ကောင်နေရာကနေကစားရမယ်ပြီးရင်ဖျက်ဆီးမယ်တောင်းချက်မယ်စစ်တပ်ကြီးတွေကိုတကောင်နဲ့ဖြုတ်မယ်လုံးဝဒီ game ဆိုရင် dopamine နဲ့ share ထွက်ပြီးတော့လူကပြောတယ်ဗျာပြီးတော့ဒီ game က open world game ဗျ semi open world game လို့ပြောရင်တော့ပုံမှန်တာပေါ့ခင်ဗျားတို့ဒီ game လေးကို main နေမှာဆိုလို့ကျွန်တော်ပြန်ညွှန်ပြီး game အကြောင်းနဲ့သူ့ရဲ့တခြား game တွေနဲ့မတူထူးခြားတဲ့အရာလေးတွေကိုကျွန်တော်ပြောပြမှာဖြစ်တယ်ကဲဒါကြောင့်အချိန်ဆွဲမနေပဲစလိုက်ကြရအောင် They eat with their mouths. I think I'm going to be violently ill. Destroy All Human ကပြောခဲ့တယ်လို့ပဲဗျာ dopamine နဲ့ထွက်စေတဲ့ game မျိုးပျော်စရာကောင်းတယ်ခင်ဗျားကဂျိုသားနေရာကနေကစားရမှာဒီကောက်နာမည်က Cryptosporidium လို့ခေါ်တယ်ဆိုတော့ကျွန်တော်တို့ crypto လို့ပဲခေါ်မယ် crypto တို့ဂျိုသားမျိုးနွယ်ကို furon လို့ခေါ်တယ်အရက်လေးတွေက၄ဘီဝင်းကျင်လောက်ပဲရှိတဲ့ဂျပူဂျိုသားလေးတွေ alien ရုပ်ရှင်တွေက xenomorph တွေရဲ့ခြေထောက်နားလောက်ပဲရှိမယ်ထင်တယ်ဒါပေါ့ master yoda ထက်တော့ရှိတယ် pigman လေးတွေထက်လည်းကြီးတာပေါ့စောက်တင်တော့သိလို့မရဘူးပေါ့လုံးဝ highly advanced alien မျိုးနွယ်တွေနီးပညာတွေလက်နက်တွေအကုန်လုံးအစမ်းနေကြီးပဲပြီးတော့ဒီ furon empire ကလည်း colony နယ်ချက်တွေစကြဝဠာထဲမှာသူတို့တင်ထားတဲ့ဂျိုတွေထောင်နဲ့ချီရှိတယ်။ CIA တွေကနီးပညာဆက်ဆက်နေတဲ့ share ကိုနယ်ချက်ခဲ့တာ။ဒီနီးပညာတွေကပဲသူတို့မျိုးနွယ်ကိုစုပ်ပြတ်တတ်သွားအောင်ပြန်လုပ်လိုက်တာဆိုလဲမမအောင်။အဲ့ဒါဘာလဲဆိုတော့ cloning technology ပဲ။ Furon တွေကကလုံးတွေထုတ်ရတာကိုတအားသဘောကျကြတယ်။ obsess ဖြစ်နေတာကလုံးတွေကြီးခဏခဏထုတ်နေကြတော့သူတို့မျိုးနွယ်ရဲ့ genetic DNA တွေအားနေလာတယ် DNA အားနေလာတော့သူတို့မျိုးမပွားနိုင်တော့ဘူးပြီးတော့ကလုံးတွေကလည်း genetic degradation ဖြစ်ကုန်တော့ thermal furon တယောက်ရဲ့ immune system တွေ resistant တွေမရှိတော့ဘူးပြောင်းကုန်ကြတယ်အဲ့ဒါတွေကနေအရင်ခံလိုက်တဲ့ furon empire ကြီးကရွှေခေတ်တွေကနေအမောင်ခေတ်ကိုရောက်သွားတယ်ပြီးတော့သူတို့မျိုးနွယ်စုတွေမပြတ်စည်းအောင်လို့နီးလန်းနေရှာနေခဲ့ရတယ်အာဂါတာတဲ့တခွင်မွေနောက်ရင်းကနေကဘာကိုရှာတွေ့သွားတယ်အဲ့မှာလူသားမျိုးနွယ်ရဲ့ရှေးကြတဲ့ DNA က furon DNA နဲ့သွားပြီးတော့ကိုက်ညီနေတာကိုတွေ့ရတယ်လူသားမျိုးနွယ်ရဲ့ DNA codes ကတန့်စင်တယ် Furon တွေလိုမျိုး clone tech ကြောင့်အားပြော့ဆုပ်ယုံနေတာမျိုးမရှိဘူး Furon Empire ကြီးတဖန်ဥမော့လာဖို့ကလူသား DNA ကမရှိမဖြစ်ကိုလိုအပ်တဲ့သဘောသူတို့မျက်စိထဲမှာလည်းလူသားမျိုးနွယ်ဆိုတာ primitive species တွေလိုပဲသတ်မှတ်ထားတာဆိုတော့အလွယ်လေးသိမ့်ပိုက်လို့ရမယ်ဆိုပြီးထားခဲ့ထားလိုက်ကြတယ်ကဲဒီမှာမှ crypto နဲ့သူ့ရဲ့ဆရာ autobots တို့နှစ်ကောင်ကဘာပေါ်ကိုလာပြီးတော့ DNA တွေယူဖို့အတွက် invasion plan ကိုစလိုက်ကြတယ်ဟုတ်ပါတယ်ကဘာကိုစသိမ့်ပိုက်မယ်ဆိုတဲ့အကြံနဲ့ပို့လိုက်တဲ့အင်အားကဂျိုသားနှစ်ကောင်တွေပါအထင်းတော့မသေးလိုက်နဲ့ပေါ့ဗျာ crypto ကဘယ်လောက်တော့မွေးတဲ့ anti-social character လဲဆိုတာပါပြောပြမယ် okay ဆိုတော့ crypto ပထမဆုံးလုပ်ရမယ့် mission တွေကမွေးမြူရေးခြံကနေစတာပါခြေလန်းစဖို့အကောင်းဆုံးပဲလေမွေးမြူရေးခြံဆိုတော့လယ်သမားနဲ့တက်ကြီးရွယ်တွေတာမန်ပြည်သူတွေပဲရှိတာပြီးတော့နွားတွေ Earth creature, I am addressing you. Respond or be vaporized. I don't care how many stomachs you have. I don't have time for this. ဒီမှာလူသားတွေကတနက်ဆိုလဲ shotgun တွေလောက်ပဲကင်ကြတာအဲ့တော့ crypto share မွေလို့ရတာပေါ့ဒီမှာခင်ဗျားတို့ကျွန်တော်တို့ crypto နေရာကနေဆိုရင်ရေးလဲမိုက်တဲ့တနက်တွေကိုသုံးလို့ရတာကိုတွေ့ရလိမ့်မယ်ဒီတနက်ကိုတော့ sub-automatic လို့ခေါ်တယ် basic weapon ပေါ့ electric charge တွေစတိုက်ပြစ်နိုင်တယ်ဒါပေမဲ့ recharge ပြန်လုပ်ဖို့လိုတယ် upgrade တင်လိုက်လို့ကတော့ target တစ်ကောင်တွေမဟုတ်ပဲ3-4ကောင်လောက်ကိုတစ်ခါတည်းထိနိုင်သွားမယ် basic weapon ဆိုပေမဲ့လည်းလက်သင့်ခံလို့ရတဲ့အနေထားပဲနောက်တစ်လက်ကတော့အစာကြီးဗျအိမ်နဲ့ probe လို့ခေါ်တယ်ဒီတနက်နဲ့ပြင်ရင်လူရဲ့ဘယ်နေရာကိုပဲပြစ်ပြစ်ဖင်ကိုပဲသွားထိတာသူ့ကို food chain နဲ့ပြစ်လိုက်မယ်ဆိုရင်ဖင်ကနေ energy drill ကိုဖောက်ဝင်ပြီးတော့ခေါင်းကိုခွဲပလိုက်တာပြီးရင်အဲ့ခေါင်းထဲကနေ DNA စုဖို့လူအုံလုံးကြီးကကျလာတာယွန်စရာတော့ကောင်းတယ်တောင်းရတာလဲတမူတော့ထူးတာပေါ့အော်ပြီးတော့ crypto တို့ furon မျိုးတွေကစိတ်ဆွမ်းအားလည်းရှိတယ်ဗျ telekinesis psychokinesis အစွမ်းတွေပေါ့ဟိုလိုမျိုး supernatural ပုံစံမျိုးမဟုတ်ဘူးသူတို့မျိုးတွေကတအားကိုအဆင့်မြင့်လုံးတော့ biological evolution တွေပါလှုပ်ထားကြတာအဲ့တော့သူတို့အုံနောက်ကြီးကနီးလန်းချက်ချက်ကြီးကိုစွမ်းနေတာဒီအစွမ်းတွေသုံးပြီးတော့တခြားလူရဲ့အတွေးတွေကိုလမ်းပြီးကြည့်လို့ရတယ် NPC လူသားတွေရဲ့စိတ်ကိုဖတ်လိုက်ရင်လည်းသူတို့အတွေးတွေကစကားတွေကိုကြားရတယ် I just don't get this rock and roll. Nothing but noise. What is it with teenagers these days? ပြီးရင် telekinesis အစွမ်းနဲ့ထိန်းချုပ်ပြီးပြစ်ပေါက်တာတွေပါလုပ်လို့ရတယ်ဗျာ alien နေရာကနေကစားရတဲ့ game ဆိုတော့ပကံပြားပြန်မစီးရရင်ဘလို့လို့ကောင်းမှာမလဲဒီ game ထဲမှာတော့ပကံပြားပြန်ကိုလွတ်လွတ်လပ်လပ်ကြိုက်တယ်လို့စီးလို့ရပြီးကားတွေအစာအိုးတွေကိုဖျက်ဆီးလို့ရနေပြန်ရောအခုတော့ဂျိုသားလေးတစ်ကောင်တောင်းချမ်းလိုက်တာရဲတွေရောစစ်သားတွေရောအကုန်လုံးတိတ်ကုန်ကြတယ်ကဘာပေါ်ကလှုပ်ဝက်အဖွဲ့အစည်းတစ်ခုကဒီအဖြစ်အပျက်တွေကိုမြင်သွားတယ် Man in Black တွေက Will Smith တို့လိုမျိုးအဖြူမဲဝမ်းဆန်းတဲ့ကောင်တွေသူတို့ကို Majestic လို့ခေါ်တယ်
ဒီကောင်တွေကတော့ alien invasion တခုစရတော့မယ်ဆိုတာကိုသိနေကြပြီကဲအခုရောဘာဆက်ဖြစ်မှာလဲနောက် mission မှာတော့လူသားတွေပွဲတော်လုံးနေတဲ့အချိန်အဲ့ထဲကလူတစ်ယောက်ကိုဖမ်းခေါ်အောင်မှာဖြစ်တယ်ဒါနဲ့ဒီ game ရဲ့ timeline က1950ခုနှစ်ဝန်းကျင်နေဗျဆိုတော့ USA မှာက communist ကိစ္စတွေ nuclear ကိစ္စတွေဆိုတာပြည်သူတွေကြားတဲ့ပွားထားပြီးကြရက်တွေဖြစ်နေတာပြီးတော့အစိုးရရဲ့ secret project ကိစ္စတွေဆိုတာကလည်းရှိသေးတယ်ဂျိုသားတကောင်ကဘာပေါ်ရောက်လာရင်တော့ရုရှားဘက်ကပို့လိုက်တဲ့ KGB agent လို့ပြည်သူတွေကထင်နေကြတာတယောထားတဲ့သဘောပေါ့ဗျာစားတော့စားတယ်အစိုးရကလည်းရှိသမျှလူတွေအကုန်လုံးကိုဘာကိစ္စတွေပဲဖြစ်လာ community တွေလောက်တာလို့ရှုံအောင်မှိုင်းတိုက်ထားတာအခုဂျိုသားတွေကျူးကျော်လာမယ်ဆိုတာကိုလည်း majestic ဘက်ကလူတွေကသိတယ်ဒါမဲ့သတင်းအမှောင်ချထားတာမလို့သူတို့အချင်းချင်းပဲပေးတည်ထားတဲ့သဘောအောက်ခြေကတချို့စစ်သားအရာရှိတွေတော့မသိဘူးကာမဒီတွေများတဲ့ game ဆိုပေမဲ့စဉ်းစားကြည့်လိုက်ရင်နည်းနည်းပြီးကြောက်စရာကောင်းနေပြန်ရောအခု crypto ကလူသားတယောက်ကိုပြန်ပေးဆွဲပြီးတော့ DNA စမ်းသပ်ဖို့ပင်မရှင်ကိုပို့အောင်မှာဖြစ်တယ်လူသားတော်မှာတွေးရရလို့မခေါ်ဘူးနော်ကောင်းမလေးချော့ချော့လေး beauty winner ရထားတဲ့ shorty လေးကိုမှရွေးခေါ်တာဒီကောင်လေးဘာကြံနေလဲအခုကတည်းကရိမ့်မိနေတဲ့သဘောပဲနော်အဲ့မှာ crypto က ability အသစ်ကိုသုံးလို့ရသွားပြန်တယ်ဟုတ်တာပေါ့ crypto ကဘယ်လူသားတစ်ယောက်ရဲ့ပုံစံကိုပဲဖြစ်ဖြစ်ခိုးယူပြီးတော့ undercover လုပ်လို့ရတယ်တခါတလေကြာရင်တချို့ mission တွေကလူသားတွေကြားတွေကိုမသိမသာလေးသွားပြီး objective တွေလုပ်ရတာမျိုးရှိတယ်အဲ့အချိန်ဆိုရင်ဒီ ability ကိုခဏခဏသုံးရတယ်အထာတော့ကြပေမဲ့ limitation တွေများတယ်ဗျာလူရောင်ဆောင်ထားတဲ့အချိန်ဆိုရင် jetpack တွေလည်းသုံးပြီးခုံလို့မရဘူးလုံးဝခုံမရတာလက်နက်တွေလည်းသုံးလို့မရပြန်ဘူးပြီးတော့အကြာကြီးလည်းလူရောင်ဆောင်လို့မရဘူးscreen down မှာရှိတဲ့မီတာဘားလေးတစ်ခါပြန်ပြေးမှထပ်သုံးလို့ရတာအဲ့ဒါကနည်းနည်းလေးတော့ feature ရဗျဒါပြီးရင်မျိုးတော်ဝင်ဟန်ဆောင်ပြီးလူတွေကိုမိုင်းတိုက်တာကိုလုပ်ရတယ်ကက်စင်းတွေမှာသုံးတဲ့ dialogue တွေကအစားကြီးတွေဗျာဒီသူတို့ရဲ့ Rockwell မျိုးပေါ့ဒီမှာရှိတဲ့နွားတွေက radioactive ဖြစ်ပြီးတော့အစိမ်းရောင်တွေဖြစ်နေတာအဲ့ဒါကို crypto ကမျိုးတော်ဝင်ဟန်ဆောင်ပြီးဘလို့ပြန်ပြောလဲဆိုတာကို show လိုက်ဗျာ That? Well, that's just the healthy inner glow that comes from chewing a cud of fresh green Rockwell grass. Why, I chew it myself all the time. Got some in my craw right now. Better than snuff. American ရဲ့စိတ်ထဲမှာအရင်ကြောက်ကြတာအဲ့ခုနှစ်တွေတုန်းက community လေအဲ့တော့ community ကျုပ်တွေပါတယ်ဥပမာပလိန်ကြီး community ကိုထပြီးတော့အပြစ်တင်တာတော့ဘာတော့လဲ option တွေရွေးပြီးပြောလို့ရတယ် You want to know what's been going on around here? I'll tell you what's been going on around here. Communism, that's what. လူသားတွေကလည်းရေးလဲပိန်းတိန်နေတော့ crypto ဟန်ဆောင်ပြီးဂျင်းထဲသမျှအကုန်ယုံကြတာပေါ့ကဲဒီမျိုးကိုဂျင်းသိပ်လို့ပြီးပြီဆိုရင်တော့နောက်တစ်မျိုးပေါ့ Yeah, that's right. Give it up. Let's hear it from me. Suckers. နောက်တစ်မျိုးက Santa Modesta ဒီမျိုးမှာထပ်ပြီးတော့ mission အသစ်တွေလုပ်ရမယ်ဒီမျိုးမှာကျတော့ local police အင်အားတွေကအရန်ကိုများနေတော့တပ်ဖြတ်ရှင်းလင်းရေး mission ကိုအရင်ဆုံးလုပ်ရတာပေါ့ crypto အတွက်ဝက်ပုံမှုအသစ်ရသွားတယ်ဒီတနက်ကတော့ကျွန်တော်အကြိုက်ဆုံး300တာအရသာအရှိဆုံးတနက်လို့ပြောရမယ်ဒီကောင်ကို disintegrator ray လို့ခေါ်တယ်သူ့ရဲ့ဒီ molten ပြစ်ချက်တစ်ချက်ကရှေးလေကို brutal ဖြစ်တာဗျာကျွန်တော်တို့လူသားတွေရဲ့ခန္ဓာကိုယ်ထဲမှာရေက80ရာခိုင်နှုန်းလောက်ကိုပါတယ်ဒီရေတွေပုတ်ဖို့အပူချိန်ကအကြမ်းဖျင်းအပြင်းဆိုရင်100 degree celsius လောက်လိုတယ်အသားတွေလောင်ကျွမ်းပျက်စီးဖို့ဆိုရင်အနည်းဆုံး600ကနေ1000လောက်ထိလိုတယ်အယိုးတွေပါပြာချဖို့ဆိုရင်1600 degree celsius လောက်ကိုလိုတာဒီတနက်ကပြစ်လိုက်တဲ့ charge တွေရဲ့အပူချိန်ကမရှိဘူးဆိုရင်အနည်းဆုံး1000 degree celsius လောက်ကိုရှိတယ်ဂိမ်းထဲမှာကြောက်ဖို့အကောင်းဆုံးတနက်တစ်လက်ဆိုလည်းမမာဘူးဒီမျိုးထဲမှာရှိတဲ့ရဲတွေကင်တဲ့တနက်ဆိုတာကဒီတနက်နဲ့ရှင်းလိုက်ရင်ပွဲစီကော်မာတနက်လေးတွေဖြစ်ကုန်တာလူအင်အားကတကဘာလုံးနဲ့တယောက်ဆိုပေမဲ့ crypto ကမသိရင်လဲရှောင်နေတဲ့အနှုတ်မျိုးဘုံကြီးလိုပဲဒီလိုနဲ့ Santa Modesta မျိုးရဲ့ရဲတွေဟာလည်း crypto ရဲ့လက်ချက်နဲ့အကုန်လုံးပြပုံလေးတွေဖြစ်ကုန်ကြတယ်နောက်ပိုင်းကျဒီ game ရဲ့အစာပိုင်းမှာတွေ့ခဲ့တဲ့ majestic တွေနဲ့ပြန်ပြီးတော့ရင်ဆိုင်လာရမယ် majestic တွေကကမ္ဘာပေါ်မှာအလို့ဝတ်ဆုံး organization တစ်ခုပေါ့သူတို့တွေကတည်တည်သားကိုရဲတွေစစ်သားတွေထက်နေပြည်တော်ဘိုင်းမှာ advance ဖြစ်နေတာကိုတွေ့ရတယ်ဘာလို့ဆိုနောက်ပိုင်းမှာဒီအဖွဲ့က crypto ကိုပြန်သိမ်းနိုင်တဲ့အထိကိုကျန်းတဲ့ကောင်တွေဆိုတာတဖြည်းဖြည်းနဲ့သိလာရတာသူတို့စီမှာ crypto ကိုင်းတဲ့လက်နက်လိုမျိုး energy weapon တွေရှိနေတယ်ဗျာအဲ့လက်နက်တွေကလည်းစွမ်းလုံးနေတယ်တခုခုကတော့အကြီးအကျယ်ကိုလွဲနေပြီပေါ့ Furon Invasion ကိုလူသားတွေက Furon နီးပညာနဲ့အလားတူပစည်းတွေနဲ့ခုခံနေတာ Furon နီးပညာလို့အတိအကျသက်သေမပြနိုင်သေးတာတခုလေးပဲအဲ့တော့ဒီကိစ္စတွေကိုလိုက်ပြီးတော့နောက်ရောက်ခံစုံစမ်းရင်းနဲ့ဒီ Majestic အဖွဲ့အစည်းရဲ့နီးပညာလိုအပ်ချက်တွေကိုပါနောက်ပိုင်းကျသိလာရလိမ့်မယ်အခုကျွန်တော်တို့ကင်ပြီးစောရတဲ့ crypto က crypto 137 original crypto မဟုတ်ဘူး139ရောက်မြောက်ကလုံးကောင်ပေါ့ဗျာသူရှေ့မှာ crypto 136ရှိခဲ့တယ်Crypto 136ကလည်းကဘာကို mission နဲ့ပို့ခံလိုက်ရတာ
ဒါပေမဲ့ပြတ်ကြပြီး Furon Empire နဲ့လုံးဝအဆက်အသွယ်ပြတ်သွားတာအဲ့မှာ Crypto 136ကတိတ်ဆုံးသွားတယ်သူ့ပကံပြားပြန်တဲ့လက်နက်တွေကို US စစ်တပ်ကထိန်းသိမ်းပြီး Furon နည်းပညာတွေကိုလေ့လာခဲ့တယ်တဖြည်းဖြည်းနဲ့ Furon Technology ကိုနားလည်လာပြီးတော့ Crypto 136ရဲ့ weapon တွေကိုအသုံးချတက်လာတယ်ပြီးတော့ Reverse Engineering နည်းပညာကိုအသုံးချပြီးတော့ Majestic Agent တွေအတွက်လက်နက်စမ်းတွေကိုပါတီးထွင်နိုင်သွားတယ်ဒါကြောင့်မလို့ Crypto နဲ့သူတို့ကလက်နက်အင်အားမှာမတိမ်မရင်အနေထားဖြစ်နေတာပေါ့လူသားတွေကလည်းမခေဘူးပေါ့ဗျာပြီးတော့လူသားတွေက Furon ရဲ့နည်းပညာလိုအပ်ချက်အားနည်းချက်တွေကိုလည်းသိထားတယ်ဒီတနက်တွေကတအားကိုအားပြင်းတဲ့ EMP မိုင်းတွေနဲ့ထိမိရဲ့စက္ကန့်မိုင်းလောက်အလုံးမလုံးတော့ဘူး Bioscanner တွေနားကိုရောက်သွားမယ်ဆိုရင်လည်း Crypto ရဲ့လူရောင်ဆောင်လို့ရတဲ့ ability ကအလုံးဖြစ်မှာမဟုတ်ဘူးအဲ့တော့နောက်ပိုင်းကျ Majestic တွေနဲ့ရင်ဆိုင်ရတာကတော်တော်အာရုံတော့ဖို့ကောင်းတယ်အစပိုင်းမှာ Crypto လုပ်ရတဲ့ mission တွေကလွယ်သလိုလိုရှိပေမဲ့နောက်ပိုင်းကျတကယ်ကို challenging ဖြစ်လာတာကိုခံစားရတယ်ဒီ mission မှာဆိုလဲ Crypto ကို Russia က communist လို့ထင်နေတဲ့ဗိုလ်ချုပ်တစ်ယောက်ကအင်အားအလုံးအရင်းနဲ့ကိုတိုက်တာပါဒီဗိုလ်ချုပ်နာမည်ကကျတော့ General Amquish လို့ခေါ်တယ်ဒီဘဲကအသေးအကြီးကိုတိုက်တာနော်တင်ကားတွေဆိုလဲတစ်စီးပြီးတစ်စီးစစ်သားတွေဆိုလဲနဲတာမဟုတ်ဘူးပြီးတော့အေယာမစက်ရုပ်ကြီးတွေတောင်ပါသေးတယ်ဗျာဒီစက်ရုပ်ကြီးတွေကအကောင်သာကြီးပေမဲ့တိုက်ရတော့လွယ်တယ် mission တွေကတော့မျိုးစုံပဲတီးသက်လိုက်ပြီးဖြစ်စည်းရတာတွေရှိမယ် DNA တွေလိုက်ပြီးတော့ယူရတာတွေရှိတယ်ပြီးရင်လူသားတွေရဲ့လိုအပ်ချက်တွေကိုလိုက်ပြီးစုံစမ်းရတာတွေရှိတယ်အဓိက main objective တွေကိုပဲလုပ်စီရလူတာမျိုးမဟုတ်ဘူးနော်ကိုယ်စိတ်တဲ့တခြား side quest တွေစော့ဖို့လဲမရိုးရအောင်ကိုအများကြီးရှိသေးတာ side quest တွေကိုလုံရင်းကနေလဲ crypto ရဲ့လက်နက်နဲ့ရင်ကို upgrade တင်ဖို့အတွက် DNA တွေကိုရတယ်လက်နက်တွေကလည်းနောက်ပိုင်းမှာပို့ပြီး upgrade ဖြစ်ဖို့လိုတာဆိုတော့ဒီ side quest တွေလုပ်တဲ့အခါပြင်းတယ်လို့မခံစားရဘူးပေါ့ဗျာဒီ game ကတနည်းမဟုတ်တနည်းနဲ့တော့ခမည်းတော်ကျွန်တော်တို့ကိုစိတ်လှုပ်ရှားစေရတယ်ပေးစွမ်းနေမှာပဲ mechanic ကတော့ game နဲ့မလိုက်အောင်ကိုစုံလွန်းတယ် story ဦးစားမပေးတဲ့ game ဆိုပေမဲ့သူ့ရဲ့ background story ကလည်း dark comedy ဆန်တယ်ကဲဒါဆိုကျွန်တော်ဒီ game ရဲ့နောက်ဆက်တွဲဇာတ်လမ်းလေးကိုပြောပြမယ် US Air Force က Crypto 136ရဲ့ပကံပြားပြန်ပုံစံမျိုးလိုက်ထွင်ဖို့လုပ်နေကြတယ်ဒီ project ကအောင်မြင်နိုင်မဲ့အနေအထားမှာတော့ရှိတယ်မအောင်မြင်ရင်လည်းမကောင်းဘူးဗျာ40 billion လောက်ကို budget ကသုံးထားတာ That's it? That's your ultimate weapon? Patterson! Get over there and tell McGillicuddy to get that bird in the air right this second, or he's going to be testing go-karts for the next 20 years! $40 million for that? Crypto ကဒီရင်ကိုတွားပြီးတော့ဖြည့်ဆည်းရသေးတယ်အဓိကဇာတ်လမ်းကိုကြည့်လိုက်မယ်ဆိုရင်လည်း aviation ပုံစံထက်မျိုးနွယ်စုနှစ်ခုရဲ့သေရေးရှင်အားပြိုင်မှုနဲ့ပိုတူလာတယ်လူသားတွေကလည်းခေသူတွေမဟုတ်ဘူးဆိုတာကို crypto တို့ပိုသိလာတယ်ပေါ့ပြည်သူတွေကြားထဲမှာလည်း alien invasion ရှိနေပြီဆိုတာရိပ်မိလာတယ်လူအ ਨੇ စုပေါ့အစိုးရကတော့ဒါ community တွေလက်ချက်ပဲဆိုတဲ့သတင်းတူတွေလွှင့်နေတော့မို့တိုင်းပြည်တစ်ခုလုံးမငြိမ်သက်နေတဲ့အခြေအနေကိုရောက်ချင်းမလိုက်ရောက်နေတယ် crypto တောင်မှလူသားတွေစီမှာခဏလောက်အဖမ်းခံလိုက်ရတယ်လက်ရှိ US Army မှာအာဏာအရှိဆုံးနဲ့အင်အားအကြီးဆုံးလူနှစ်ယောက်ရှိတယ်ပထမတစ်ယောက်က General Amquish US Army ရဲ့အဓိကဗိုလ်ချုပ်နောက်တစ်ယောက်က Majestic အဖွဲ့ရဲ့ခေါင်းဆောင်တမရပြီးရင်ဒီနှစ်ယောက်ကဩဇာအာဏာအရှိဆုံးလူနှစ်ယောက်ပဲဒီနှစ်ယောက်ထဲကတစ်ယောက်ကိုသာရှင်းနိုင်ခဲ့မယ်ဆိုရင် US စစ်တပ်ကအကြီးအကျယ်ကိုအားလျော့သွားမှာ Crypto ကတော့အခုချိန်ထိသူ့ကို communist လို့ထင်နေတဲ့ General Amquish ကိုအရင်ဆုံးရင်ဆိုင်ရမှာဖြစ်တယ် Son of a... You! How did you do that? You shoot like a girl, Vladimir! Come and get me, you commie piece of crap! ဒီဘဲကလည်းပေါ်တသေးတော့ထင်ပြီးလွတ်ထားလို့မရဘူးဗျ Crypto ကဒီဘဲနဲ့ရင်ဆိုင်ရတော့ကဆိုရင်သူ့မှာ power စုကြီးနဲ့ရောက်လာတာ power စုကြီးကမာလဲမာတယ် Crypto ရဲ့ energy weapon တွေပြစ်ချက်ကိုတော့ခံနိုင်တယ်သူ့ power စုမှာအားပြင်းတဲ့ mini gun တွေတက်ထားသလို rocket launcher တွေလည်းတက်ထားတယ်ဆိုတော့ Crypto အနေနဲ့ရင်ဆိုင်ရတာပို့ပြီးတော့လွယ်ကူမနေဘူးပေါ့ရှောင်းလိုက်ပြစ်လိုက်ရှောင်းလိုက်ပြစ်လိုက်တဲ့ General Amquish လည်း Crypto ရဲ့လက်ချက်မှာမှောက်သွားတယ်ဘိုးတော့သေကန်နေမှာ Crypto ကစောက်ခွက်သွားပြောင်းပြီးတော့တကယ်တော့ငါတို့ကလူသားတွေနဲ့ငြိမ်းချမ်းချင်တာပါဘာညာဆိုပြီးတော့ပြောလိုက်သေးတယ် You didn't want to destroy us? Of course not. We were as scared of you as you were of us. Deep in our hearts, I think what we really wanted was to be just like you. Really? Really. General Amquish မရှိတဲ့နောက်ပိုင်းမှာ US Army က Crypto ကိုတားနိုင်မယ်သူဆိုလို့ Majestic ခေါင်းဆောင်နဲ့ US President Huffman တို့ပဲကြံခဲ့တယ် Huffman ကိုတော့ Crypto ကအလွယ်လေးတတ်နိုင်ခဲ့တယ်တမရရှောသွားတာတော့မှမသေးသေးဘူးဆိုပြီးသတင်းတွေအမောင်ချထားတော့ Majestic အဖွဲ့ကတမရ Huffman ရဲ့အုံနောက်ကိုထုတ်ပြီးတော့ Mac Robot တစ်ခု body ထဲကိုထည့်လိုက်တာတယ် Crypto ကိုရင်ဆိုင်နိုင်မယ်လို့ထင်ရတဲ့နောက်ဆုံးသောလက်နက်ပေါ့နောက်ဆုံး mission မှာ Majestic ခေါင်းဆောင် Silhouette နဲ့ Crypto တို့တွေ့ကြတယ်လူသားတွေလက်နက်ချပြီလို့ထင်လို့ Crypto လည်းရောက်လာတာပေါ့ဒါမဲ့အဲ့မှာ Crypto ကိုပညာပေးဖို့ဖြစ်နေပြန်ရော Silhouette ကတကယ်တမ်းကျယောက်ျားလေးမဟုတ်ပဲမိန်းကလေးဖြစ်နေတာကို Crypto ကပြန်တုံ့ပြန်တာကလည်းစားတယ်ဗျာ You
You're a chick? အလုံးနဲ့ conversation အဆုံးမှာတမရ Halfman ရဲ့အုံနောက်ထည့်ထားတဲ့ Mac Robot ကြီးရောက်ချလာပါလေရောဒီစက်ရုပ်ကြီးကို Robo Breeze လို့ခေါ်တယ်ဒီကောင်ကြီးကအခု game တွေထဲမှာပါတဲ့စက်ရုပ်တွေထဲမှာ durability အမြင့်ဆုံးလို့ပြောရမလားပဲတာမန်ကောင်တွေဆိုရင် energy weapon တွေနဲ့ပြစ်လိုက်ရင်ကွဲနေပြီဗျာဒါကြီးကတော့ပကံပြားပြန်စီးပြီးရှိသမျှဖြတ်အားပြင်းလက်လက်တွေနဲ့ပြစ်တာကိုတော်တော်နဲ့မသိဘူးအချိန်ယူပြီးတော့ချရတာမျိုး he seeking ပုံစံမျိုးဆိုတော့ target နောက်ကိုလည်းလိုက်တယ်ပြီးရင် energy beam နေနဲ့လည်းပြစ်သေးတယ်အောက်မှာကလည်းသူတကောင်လည်းမဟုတ်ဘူးဗျာ electric tower တွေတင်ကားတွေအမြောက်တွေဆိုတာနဲတာမဟုတ်ဘူးဝိုင်းပြီးတော့ပြစ်ကြတာပေါ့ရှောင်းလိုက်ပြစ်လိုက်နေတော့အရသာတော့ရှိနေတာပဲဒီစိတ်ရုပ်ကြီးပျက်စီးသွားရင်တော့ silhouette နဲ့ထပ်ပြီးတော့ရင်ဆိုင်ရမယ်သူကဒီ game ရဲ့ final boss ပဲဆိုပါတော့ crypto စီမှာ silhouette လည်းကြာရှုံးသွားတယ်crypto ကသူတကောင်တည်းနဲ့ US မှာအာဏာအရှိဆုံးလူ3ယောက်ကိုတတ်နိုင်ခဲ့တယ်အခုဆိုရင်ကမ္ဘာအင်အားကြီးဆုံးနိုင်ငံကြီးတစ်ခုကသူတို့မသိလိုက်ခင်မှာပဲ Furon Empire ရဲ့လက်အောက်ထဲကိုရောက်ရှိသွားခဲ့တယ် US စစ်တပ်ကိုအမိန်ပေးမဲ့ဗိုလ်ချုပ်ကလည်းတည်သွားပြီနီးပညာအတိုးတက်ဆုံးအဖွဲ့အစည်းရဲ့ခေါင်းဆောင်လည်းမရှိတော့ဘူးအရာအလုံးက Furon Empire ရဲ့ရုပ်သေးရုပ်တွေဖြစ်ကုန်တော့မှာကြောက်ဖို့အကောင်းဆုံးကလည်းပြည်သူတွေတော်တော်များများကအခုချိန်ထိဂျိုသားတွေကဘာပေါ်ကျူးကျော်နေတယ်ဆိုတာကိုမသိကြဘူးကွန်မြူနစ် PC လေးကတောင်းချမ်းပြီးပတ်မွေနေတယ်ထင်ကြတော့Game ရဲ့ cinematic ending ကတော့သွေးပြက်စရာကောင်းတာပေါ့တမရ Halfman မိန်ကုန်းပြောနေတာကို Black and White TV ကနေပြတယ်သူပြောတဲ့စကားတွေထဲမှာဂျိုသားတွေရဲ့တိုက်ခိုက်မှုဆိုတာအလိမ်ညာတွေတကယ်တမ်း America မြေပေါ်မှာကျူးကျော်ပြီးတိုက်ခိုက်နေတာက community ဆိုပြီးမိန်ကုန်းချွေသွားတယ် community ကရုပ်သံ line တွေကနေတစ်စင် MK Ultra project လိုမျိုး mind control လုပ်ဖို့စီစဉ်နေကြတာဘာညာပေါ့အဲ့ရန်ကိုကာဝယ်ဖို့အတွက်ဆိုရင် testing center ဆိုတဲ့စက်ကြီးတွေထဲကိုဝင်ရမယ်အဲ့စက်တွေကအန်ရဘာမှမရှိဘူးလို့ပြောတယ်နောက်ဆုံးအဆုံးသက်အနေနဲ့မင်းတို့အစိုးရကိုယုံကြည်ပါမင်းတို့ရဲ့တမရာကြီးကိုယုံကြည်ပါ America ကိုဘုရားသခင်ကောင်းချီးပေးပါစေဆိုပြီးတော့အဆုံးသတ်လိုက်တယ်တကယ်နဲ့အဲ့ဒီစကားတွေပြောတော့တာဒီ Halfman မဟုတ်ပဲ Halfman ပုံစံအသွင်ပြောင်းထားတဲ့ crypto ဖြစ်နေခဲ့တာပါပဲကဲဘလောက်တောင်ကြောက်ဖို့ကောင်းလိုက်တဲ့ game လေးလေအခုဆိုရင်တန်းနဲ့ချီတဲ့ America မှာရှိတဲ့လူတွေက testing machine ဆိုတဲ့ဘာမှမသိတဲ့စက်ကြီးတွေကိုဝင်နေကြပြီအဲ့စက်တွေက Furon technology နဲ့ဖန်တီးထားတဲ့ DNA ထုတ်စက်တွေဒီစက်တွေနဲ့ဆိုရင်အပင်ပန်းခံစရာမလိုပဲလူသားတွေရဲ့ DNA ကို easily လေးထုတ်လို့ရသွားတာပေါ့လူသားတွေဟာသူတို့တာမန်နေ့ရက်တွေလို့ယူဆရတဲ့နေ့ရက်တိုင်းကလွတ်လပ်မှုတွေယူဆောင်ခံနေရတာကိုမသိချင်အောင် Furon Empire အနိုင်ရရှိသွားပါတယ်ဇလန်းလေးကတော့ဒီလိုလေးပါပဲကဲဒါဆို gameplay နဲ့ဒီ game ရဲ့ specialty တွေကိုပြောမယ်ဗျာ Semi Open World game ဆိုတဲ့အတိုင်းခင်ဗျားတို့စိတ်ကျက်သွားလာလှုပ်ရှားလို့ရတယ် GTA လိုမျိုးမှွေပါများရင်အမှုလည်းတက်တယ်အမှုတက်လာရင် GTA တက်တော့ပိုခက်တယ်ဗျတင်ကားတွေဆိုလဲကြမ်းတယ်စိတ်ရုပ်တွေဆိုလဲမာတယ်အမှုတက်တာတွေကိုပတ်ပြေးနေရတာပကံပြားပြင်ပေါ်ရောက်ရင်တော့အေးဆေးပဲမြို့တစ်မြို့လုံးကိုတော့ပြဖြစ်အောင်ဖြတ်စည်းလို့ရတယ်အသာလေးပဲဘဲကောင်းလာလာ dead ray နဲ့ပြစ်လိုက်ရင်ကိုလုံလောက်နေပြီ Sonic Boom တို့ Quantum Deconstructor တို့ဆိုရင်တော့ဘယ်ပြောကောင်းမလဲဗျာတစ်ချက်ပြစ်တာနဲ့တိုက်တွေပါတန်းပြိုကုန်တာဒီလိုမျိုးလက်နက်တွေ powerful ဖြစ်နေတော့ကျွန်တော်တို့ player တွေကပို့ပြီးတော့ပျော်ရတယ်ဗျသိတယ်မလားကိုကရေးလဲ powerful ဖြစ်လုံးနေဆိုတဲ့ခံစားချက်လေး powerful ဖြစ်တယ်ဆိုပေမဲ့ crypto ကတော့မာမနေဘူးတင်ကားနဲ့နှစ်ချက်လောက်ထိရင်ကိုမောက်ပြီးတော့သွေးတန်းဖိန်ကတ်သွားတာအကျိုးအကြောင်းတော့သိနေတာပေါ့သူတို့မျိုးနွယ်ရဲ့ကလုံးတွေကကလုံးတစ်ကောင်ပြန်ထွက်လာတဲ့ DNA တွေပျက်စီးပြီးတော့ immune system တွေမကောင်းတော့တာဟုတ် collective item တွေရှိတယ် side quest တွေရှိတယ် semi open world တစ်ခုအနေနဲ့လည်းတော်တော်ကြီးကိုကျယ်တယ်လို့ခံစားရတယ် vehicle တွေမဟုတ်ပဲအစာအိုးတွေကပါဖြည့်ဆည်းလို့ရနေတဲ့အချက်ကပို့ပြီးတော့ဆွဲဆောင်မှုရှိတယ်သူခင်မှာဆိုဒီ game ကကလေးရောလူကြီးရောပါကြိုက်ခဲ့တာ sequel တွေလည်းတော်တော်ထွက်ခဲ့တယ်ဗျာအဲ့ထဲမှာ destroy all human 2ကတော့အကောင်းဆုံးလို့တော့ပြောလို့ရတယ်ဆိုပေမဲ့ destroy all human 1ကိုစဆိုးရတဲ့ခံစားချက်ကတော့ယနေ့အချိန်ထိစိတ်ကျဉ်တဲ့စရာအကောင်းဆုံး gaming movement တွေကတခုဖြစ်နေတော့မယ်ဒီကိုတို့ဒီ game လေးကိုအားရင်အစားဆုံးအချိန်ပေးပြီးတော့ပြန်စောကြည့်ဖို့တိုက်တွန်းချင်ပါတယ် destroy all human 1နဲ့2က2020မှာ remake တွေထပ်ထွက်လာသေးတယ် graphic ပိုင်းပို့ပြီးတော့ polish ဖြစ်လာတယ်ဆိုပေမဲ့အကြိုက်သေးတော့မရောက်သွားဘူးဗျပတ်စံလိုချင်လို့ထုတ်ထားတဲ့ nostalgia based remake လို့ခံစားရတယ် original ကတော့ remake လိုမျိုးအချုံမုံနေများတဲ့ hint တစ်ခွက်မဟုတ်ဘဲနဲ့အရသာအချိုးအဆက်မှန်ကန်နေတဲ့ hint တစ်ခွက်ဖြစ်နေသေးပါပဲကဲ destroy all human game အကြောင်းကတော့ဒီလောက်ပါပဲညီကိုတို့ရောဒီ game လေးကိုစော့ဘူးကြလားစော့ခဲ့ဘူးရဆိုရင်ရောဘယ်လိုမျိုးအမှတ်တရတွေရှိလဲဆိုတာကို comment မှာရေးခဲ့ကြပါအောင်ခင်ဗျာဒီလိုမျိုး game အကြောင်းတွေကိုစိတ်ဝင်စားရဲဆိုရင် Suhab channel ကို like and subscribe လုပ်ထားကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးသောအရောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်